အားလုံးပဲမင်္ဂလာပါလို့ယေရှုခရစ်တော်ဘုရားရဲ့နာမတော်အဖြစ်နှုတ်ခွန်းဆက်သလိုပါတယ်။ကောင်းကြီးနှစခံစားရသောယောဘရဲ့အသက်တာဖြစ်ဖို့ဘာလို့ခံရသလဲဆိုရင်ယုံကြည်ခြင်းအစစ်ခံရပါတယ်။ယုံကြည်ခြင်းအစစ်ခံရပါတယ်။နှုတ်ကပတ်တော်အတွက်ခဏလောက်ဆုတောင်းကြအောင်။ယေရှုမြတ်တော်ရှင်ဖဖျားကိုရရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ကိုရရှင်ပြန်ဆင်ပေးသောအချိန်တိုင်းနေ့ပြန်ဆင်ပေးသောနှုတ်ကပတ်တော်ရှင်ကျင်ခွန်အားယူသည့်အခါမှာအထက်ကလာသောဝိညာဉ်တကူစွတ်ကျေးဇူးဉာဏ်ပညာနှင့်ပြည့်စုံနိုင်ရသောအခွင့်ဝိညာဉ်တကူဝိညာဉ်မျက်စိဝိညာဉ်အလင်းဝိညာဉ်နာဝိညာဉ်နှလုံးသားနှင့်စုံလင်နိုင်ရသောဝိညာဉ်တော်ရဲ့ပြည့်စုံခြင်းအခွင့်ရှိစေဖို့ရန်အတွက်မဆာတော်မူပါအချိန်တိုင်းနေ့အသက်တာများအားလုံးကိုဖဖျားရှင်လက်ဝဲတော်ဆက်ကပ်အနံ့သည့်အခါအဖ၏တပါးတော်သားတော်သခင်ယေရှုခရစ်တော်ဖျား၏မြတ်သောမဟာနာမကိုမြည်ပြုလျက်ယူသည်လေးမြတ်စွာဖြင့်ဆွတ်တော်ဆက်ကပင့်ဖိတ်အတနာခံတောင်းလျှောက်ပါ၏ပါအာမင်နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကသင်အစစ်မခံနိုင်ရင်မမှန်သေးဘူးသင်အစစ်မခံနိုင်သေးရင်သင်မမှန်သေးဘူးဆိုတော့ခုနကကျွန်တော်ဖော်ပြသွားသလိုပဲကောင်းကြီးနှစနဲ့ထိုက်တန်တဲ့ယောဘရဲ့အသက်တာဖြစ်ဖို့ရန်အတွက်နော်ယောဘဟာဘာလို့ခံရတယ်လဲဆိုတော့ယုံကြည်ခြင်းမှာအစစ်ခံရတာဖြစ်ပါတယ်ဆိုတော့ရွှေစင်စစ်ဖြစ်ဖို့ရန်အတွက်ဘာနဲ့အစစ်ခံရတယ်လဲဆိုရင်မီးနဲ့ပြင်းစွာအစစ်ခံရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ယုံကြည်သူညီကိုမောင်နှမအယောက်ရှိတိုင်းတို့ရဲ့အသက်တာမှာသင်ဟာယုံကြည်ခြင်းအရာ၌အစစ်မခံရသေးလေအစစ်မခံနိုင်သေးလေသင်ဟာတခုလိုနေသေးတယ်သင်မမှန်သေးဘူးနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့အတူတူကဆင်ခြင်ကြရအောင်နိကောအခန်းကြီး33အငယ်9ဖြစ်ပါတယ်နိကောအခန်းကြီး33အငယ်9သင်တို့သည်ယုံကြည်ခြင်း၌တည်သလောမတည်သလောကိုကိုစစ်ကြောကြလောကိုစုံစမ်းကြလောသင်သည်အစစ်မခံနိုင်လင်မမှန်သေးသင်တို့၌ယေရှုခရစ်တည်တော်မူသည်ကိုသင်မသိသလောဆိုတော့နှုတ်ကပတ်တော်ကဘယ်လိုဖော်ပြသလဲဆိုတော့သင်တို့ဟာတဲ့ယုံကြည်ခြင်းရှိသလားမရှိဘူးလားဆိုတာကိုကိုစစ်ကြောကြပါထိုနည်းတူပဲကိုစုံစမ်းကြပါဒီနေ့ယုံကြည်ခြင်းအရာ၌ကျွန်တော်တို့ယုံကြည်ခြင်းဘလောက်ရှိသလဲယုံကြည်ခြင်းဘလောက်အားကြီးသလဲယုံကြည်ခြင်းဘလောက်ညော့နေသလဲဆိုတာကိုစစ်ကြောဖို့လိုပါတယ်ကိုစုံစမ်းဖို့လိုပါတယ်ဒါကြောင့်မလို့နှုတ်ကပတ်တော်ကဘယ်လိုဆက်ပြီးဖော်ပြလဲသင်ဒီအစစ်မခံနိုင်လေမမှန်သေးဘူးသင်ဒီအစစ်မခံနိုင်လေမမှန်သေးနော်နှုတ်ကပတ်တော်ကျွန်တော်တို့ကိုအတိလင်းဖော်ပြထားပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး16အငယ်33မှာသင်တို့သည်လောက၌ဆင်းရဲဒုက္ခခံရလိမ့်မည်သို့တော်လည်းမစိုးရင်ကြမည်ငါသည်လောကကိုအောင်နိုင်ပြီဟုမိန့်တော်မူ၏နှုတ်ကပတ်တော်ကလည်းကျွန်တော်တို့ရဲ့အသက်တာမှာဘယ်လိုဆက်ပြီးဖော်ပြထားလဲဆိုတော့သင်တို့၌ယေရှုခရစ်တည်တော်မူသည်ကိုသင်တို့မသိသလောလောကမှာဆင်းရဲဒုက္ခအမျိုးကျွန်တော်တို့ဘဝသက်တာမှာကြုံတွေ့ခံစားရမှာဖြစ်ပါတယ်သို့တော်လည်းငါတို့နဲ့အတူသခင်ယေရှုခရစ်တော်ရှိတယ်ဆိုတာကိုသိကျွမ်းနားလည်ဖို့ရန်အတွက်အထူးအရေးကြီးပါတယ်ဒါကြောင့်မလို့ယောဘရဲ့အသက်တာကိုဆင်ခြင်ကြည့်တဲ့အခါမှာသူဟာကောင်းကြီးနှစနဲ့ထိုက်တန်သောအသက်တာဖြစ်ဖို့ရန်အတွက်သူ့ဘဝအသက်တာမှာတကယ်ပဲကြီးမားသောယုံကြည်ခြင်းရဲ့စစ်ကြောခြင်းကိုခံရပါတယ်ကြီးမားသောယုံကြည်ခြင်းရဲ့စုံစမ်းစစ်ဆေးခြင်းကိုခံရပါတယ်တကယ်အင်မတန်မှသူ့ဘဝအသက်တာမှာခက်ခဲသောအမှုအရာတွေကြမ်းတမ်းသောအမှုအရာတွေကိုကြုံတွေ့နေရတော့ညာလဲ
ယုံကြည်ခြင်းအရာမှာအစစ်ခံနိုင်တဲ့အခါမှာဖရာသခင်ဟာသူ့အတွက်ကြီးမားတဲ့ကောင်းကြီးဖြစ်တဲ့ကောင်းကြီးနှစ်ဆသူ့ဘဝအသက်တာမှာပြန်လည်ပြီးတော့ဖရာသခင်ပေးတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်မလို့ချစ်တော်ဓမ္မမိတ်ဆွေများကျွန်တော်တို့ဘဝအသက်တာမှာယုံကြည်ခြင်းအရာ၌အစစ်မခံနိုင်သေးရင်မမှန်သေးဘူး။ဒါကြောင့်မလို့ယုံကြည်ခြင်းအရာ၌ဖရာသခင်ရဲ့စုံစမ်းစစ်ဆေးခြင်းမှအစကျွန်တော်တို့ရဲ့ဘဝအသက်တာကိုစုံစမ်းစစ်ဆေးစစ်ကြောပြီးတော့ဖရာသခင်ရဲ့ကောင်းကြီးမင်္ဂလာအစပေါင်းများစွာကိုခံစားရသောအသက်တာအားဖြင့်အသက်ရှင်ရှောက်လန်းနိုင်ကြဖို့ရန်အတွက်နှုတ်ကပတ်တော်အားဖြင့်ဖော်ပြဝေငါခွန်အားပေးလိုပါတယ်။ကြားနာသောနှုတ်ကပတ်တော်ပေါ်မှာဖျားရှင်ဆက်လက်သာ၍ကောင်းချီးပေးပါစေ။အာမင်။